အားရောင်မင်းကအလုံးပြောနေလေကွာဟယ်လိုတဲလေးဟယ်လိုတွေဘာတွေလုပ်နေနေရှင်နဲ့ကျမနဲ့ပြက်ပြီးလို့လှမ်းပြောတာဟာဘာလို့လဲတဲလေးအော်ဘာဖြစ်လို့လဲဟုတ်လားရှင်ကိုအချိန်ပေါင်းများစွာဖုန်းခေါ်ထားတာကိုရှင်ကကျမကိုတစ်ချက်မှပြန်မဆက်လာဘူးလေကိုဖုန်းခေါ်တာတွေ့ပါတယ်ကွာပြန်ဆက်ဖို့မေးသွားလို့ပါနင်စင်ကြေတွေပေးမနေနဲ့နင်လိုအလေးမထားတဲ့ကောင်တွေငါမတွဲချင်တော့ဒါပဲဟာအဲ့လိုမလုပ်လေတဲလေးဟယ်လိုအာတော့ပါကွာအိုင်ကွာကျော်ရငါအသေးစောင်းရမ်းကွဲနေကွာဘာကြီးသေးကွဲပြန်တာတော့မင်းအနည်းညငါမင်းတို့နဲ့အပြင်ထွက်ခဲ့တော့ငါကောင်မလဲငါ့ကိုဖုန်းတွေခေါ်တာငါပြန်မဆက်ဖြစ်လိုက်ကွာအဲ့တော့ဒီမနဲ့ငါနဲ့ဇလန်ပြီးသွားပြီဩဒါများ miss call ကိုပြန်ခေါ်ခိုင်းမို့ဖုန်းထဲမှာ remind လုပ်ခိုင်းလို့ရတယ်လေဒီမှာကြည့်ဟုတ်ပါအရင်ဆုံးဖုန်းထဲကိုဝင် miss call ဖြစ်နေတဲ့နာမည်ရဲ့ဘေးကိုဆွဲအဲ့ဒီမှာနိုင်ပုံစံလေးပေါ်လာမယ်အဲ့ဒီထဲမှာ call back reminder မှာကိုပြန်ခေါ်ခြင်းတဲ့အချိန်ကိုရွေးလိုက်ဒါဆိုရင်နောက်နေ့အတွက်deleteပေးပြီးသားဖြစ်သွားလိမ့်မယ်ဒါဆို okay ပြီလေအေးဟာအချင်းဆုံးလည်းမခက်ဘူးနော်မင်းကပစုံအောင်တော့ဆိုတော့မှတ်ရောမှတ်မိပါမလားအားရောင်မင်းကအလုံးပြောနေလေကွာ